နံပါတ်6အေးရေးဝဝအိပ်ပါအေးရေးဝတာကိုလေးချိန်ကြာစီဖို့တော်တော်လေးကိုအထောက်အကူပြုနိုင်တဲ့နည်းလမ်းကောင်းတစ်ရပ်ပါဒါကြောင့်ညစဉ်9နာရီကနေ10နာရီအတွင်းအိပ်ဆက်ချိန်ရှိစေဖို့ဂရုစိုက်ပါအေးရေးပြတ်တာများလာလေကိုတီဇုံဟော်မုန်းပမာဏတိုးလာပြီးဝိတ်တက်စေနိုင်ပါတယ်အဆီပိုတွေလည်းဖြစ်ပေါ်စေနိုင်ပါသေးတယ်နံပါတ်9စားလျှော့စားပါစားသုံးမှုပမာဏကလည်းညနာအဆီဖြစ်ပေါ်မှုနဲ့ဆက်ဆက်နေပါတယ်စားသုံးမှုများလေညနာပေါ်မှာအရေးစုပုံမှုဖြစ်ပြီးညနာရှောင်ရမ်းနိုင်တယ်လို့ဝိတ်တက်ဖို့အားပေးနေပါတယ်ဒါကြောင့်ညနာလေးတွဲလျလှပခြင်းနဲ့ဆိုရင်စားကိုလျှော့စားပါနံပါတ်10အိယာဝင်ငံနေအစားမစားပါနဲ့အိယာဝင်ငံနေမှာအစားတွေအများကြီးစားတာမျိုးမလုပ်ပါနဲ့ဒါကညနာမှာအဆီကတ်စေနိုင်တယ်လို့ဝိတ်တက်စေဖို့အားပေးရရောက်ပါတယ်ဒါကြောင့်အိယာမဝင်ခင်3-4နာရီအလိုလောက်ကစားလို့ဘာမှမစားပါနဲ့အစီကင်းမီတွယ်လျလှပတဲ့ညနာပါရှင်တွေဖြစ်ဖို့ဒီအချက်တွေကိုအတူတူလုပ်ကြည့်ကြအောင်နော်